ဒီတကဖြစ်ရမှန်ဇလန်တစ်ပုဒ်ကိုကျွန်တော်တင်ပြခြင်းနဲ့မနုဟာတောင်ခွေးတဟောင်းဖြစ်ရမှန်ဇလန်ဖြစ်တယ်မြန်မာနိုင်ငံဗြိတိရှ်အစိုးရအုပ်စိုးနေတဲ့ခေတ်ကာလပကံမြေရှိရှေးအောင်ရင်ကျင်းမှုဖျားအိုဖျားပြက်ကျောင်းအိုကျောင်းပြက်ထိမ့်သိမ်းရန်ခက်ခဲနေတော့အချိန်ကာလခုဖြစ်တယ်အဲ့ခေတ်ကလူသားတွေကပကံဖျားကြီးများတီထားကိုးခွဲကြသူများဆိုလို့ရှိရင်ဖျားကြီးတွေမှာဆိုလို့ရှိရင်စိန်ရွှေရတနာများကိုထပ်ပနာပြီးတော့တီထားကိုးခွဲတယ်အဲ့ဒီကဆိုလို့ရှိရင်လည်းပဲဒီထပ်ပနာတွေကိုလူကျင်တဲ့သူရှိမြဲကဲဆိုလို့ရှိရင်ဖြည့်ဆည်းမဲ့သူဖြည့်ဆည်းလို့ကျင်းစားတွေပါလေရေးလို့ခဲ့ကြတယ်ကျင်းစားတွေကဘလိုမျိုးလဲဆိုလို့ရှိရင်တော်တော်ကြီးကိုကြောက်ဖို့ကောင်းနေဗျာငါဤကောင်းမှုပါဖြည့်ဆည်းသူတို့ဒီအဝေစီငရဲ၌ကြောက်တဲ့တည်းထုံရတာမှာကငရဲတွင်မကျွတ်မလို့တော့ဖြစ်ပါအရိမိတာမြတ်စွာဘုရားရှင်အားမဖူးရပါစေနဲ့ကြောက်ဖို့ကောင်းတယ်နော်ငရဲဘဝလောရင်နောက်လာမယ့်အရိမြတ်စွာဘုရားရှင်မဖူးရပါစေနဲ့တဲ့အဲ့ဒါကိုမပြီးသေးဘူးလူပြန်ပြီးတော့ဖြစ်ကြမယ်ဆိုလို့ရှိရင်လည်းပဲစားရမဲမဲအောက်ရမဲမဲပိတ်တာဘဝတို့ထုံးကြီး၎င်းဖြစ်စေတည်းကြောက်ဖို့ကောင်းတယ်နော်ပကံရှိအောင်ရုံမနီရတချို့ဘုရားရှင်မှာဆိုလို့ရှိရင်ကျိန်းစားလေးအဲ့လိုတည်းမတရားကြီးကြောက်ဖို့ကောင်းတယ်မနုဟာတောင်ခွေးတဟောင်းဖះမှာဆိုလို့ရှိရင်တင်းဆောင်ငွေတစ်ပေါင်းထိုးတစ်ပေါင်းစကားသည်တိုက်တူသမားတို့အတွက်လမ်းပြမြေပုံဖြစ်တယ်ဆိုရတယ်နော်မနုဟာတောင်ခွေးတဟောင်းဖះတဲ့နော်အဲ့တော့ဟာဟဲ့ကောင်ကြီးမနုဟာဖះကြီးတောင်ဘက်ကိုခွေးတဟောင်းလောက်ကြမှန်နေရရှာကြစမ်းဆိုတဲ့ခါကျတော့တိုက်တူးမဲ့တိုက်စရာနဲ့သူ့တပည့်တွေနဲ့ပေါ့ဗျာWe must make haste. တိုက်စရာကြီးရဲ့တပည့်တွေကလည်းပဲတပေါင်းအရာဆိုတာခါကျတော့မနုဟာတောင်ခွေးတဟောင်းဖះဆိုတော့မနုဟာဖះကြီးရဲ့တောင်ဘက်ကခွေးတဟောင်းလောက်ရှိတဲ့ဖះကိုလိုက်ရှာရတာကြတော့ပြပါလိဟာအဲ့ကောင်ကြီးဟိုမှာဖះပြကြီးဖြစ်မယ်ကွာပြောတော့မယ်ပုံတစ်ဖက်ကြောင်းစောင်းနေနေတယ်ပြကြတာပေါ့ကွာအဲ့ဒီညာပဲသူ့ဆရာကြီးကိုသွားပြီးတော့ဆရာကြီးတွေ့ပြီပေါ့သူဆရာကြီးနဲ့တပည့်တွေကလူတွေအိမ်မောကြညတန်ကောင်းရန်အချိန်ကားရောင်ပြုတ်ပြုတ်ပြက်ပြက်ပတ်ဝန်းကျင်တစ်ခုတို့တိတ်ဆိတ်နေတဲ့အချိန်မှာတိတ်ဆိတ်အဲ့ဖျားကြီးကိုထွက်ခွာသွားရတဲ့ကွယ်ကဲဟဲ့ကောင်ကြီးဟာကအဲ့ဒီဖျားဖိုင်ကောင်းအောင်မှခြေရာပစ္စည်းတွေကိုရှိရမယ်အဲ့တော့တူးရမယ်ဟာဆရာကြီးကလည်းအဲ့ဒီပစ္စည်းတွေဟာရှိမှတော့သိရင်လော်နဲ့ယူလို့ရပါမလားဟာဘယ်ရမလဲကွာဒီပစ္စည်းတွေကိုစောင့်နေဥစ္စာစောင့်တရေတွေသစီဆိုတာရှိတယ်ငါလိုဆရာမမပါလို့ရှိရင်မရဘူးတိုက်ဆရာကြီးကတိုက်မတူးခင်လိုင်းနေမှာစီကန်းချက်တွေကိုပြော့ပြတယ်ဟောကောင်းနေမင်းတို့နေရဂူဝမှာတခြားစောင့်မယ်စီကန်းချက်တခြားနားတာဟုတ်ကဲ့ပါဆရာကြီးEnter through this breach. မင်းတို့လားစရိပါလေးရှိလားဟာမရှိပါဘူးဆရာကျွန်တော်စရိပါမတော့တတ်ပါဘူးအဲ့အဆောင်နေရမီးတို့လောက်မင်းကြီးသားလေးတော့ရပါရဲ့လားလို့ပြင်မပေးရဘူးနော်ဟုတ်ရဲ့ဆိုလို့ရှိရင်စလိတ်တို့မီးကျစ်တို့မင်းကြီးသားတို့ကပါရလားလို့မင်းတို့မေးကြမယ်ဆိုလို့ရှိရင်မင်းဟာတဲ့ဆရာကြီးတဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါတွေပါလို့ကျွန်တော်ကပြေးလိုက်လို့ရှိရင်ဘာဖြစ်မလဲဆရာကြီးဟာတော်တော်မင်းနှုံတဲ့ကောင်တွေပဲဒါတိုက်တူနေတာကွာအဲ့တော့တိုက်တူရဲ့နေရာမှာအရေးကြီးဆုံးပဲတရားရောက်ကစစ်လိတ်တောက်ပြီးတော့မီးလာမတောင်းနဲ့မင်းတို့ချင်းလည်းမီးမတောင်းနဲ့ကျွန်တော်တို့စစ်တော့မတောင်းဆရာရဲ့မီးလည်းတောင်းကြမလို့ပါဘူးအေးအဲ့ဒါကောင်းပြီမီးလာတောင်းနေတယ်ပေးကိုမပေးနဲ့ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့တိုက်ဆရာကြီးနဲ့တပည့်ဖျားပကြီးတွေကိုကိုဝအတွင်းကိုဂါမနန်တရားရွတ်ဖက်ပြီးတော့ဖြည်းဖြည်းချင်းဝင်သွားကြတာပေါ့အပေါင်းမှာစောင့်နေတဲ့တပည့်ကလည်းပဲမအိမ်မငါရတတိတိကျစောင့်ရှောက်နေတာပေါ့ထိုးချိန်မှာဘွာကနေဖိုးဝါရိုးတို့ချစ်စရာကောင်းတဲ့ကလေးတယောက်ကသူတို့ရှိမှရောက်ကြလာနေတယ်ဆရာကြီးပြောသွားနေတော့မိကြီးတွေဘာတွေစရိတွေဘာမှမရှိဘူးပေါ့လက်ဖက်မှာထူးထူးခြားခြားမောင်းလေးတစ်ခုလက်ဖက်မှာဆွဲထားတယ်ထိုရုပ်ကလေးဖိုးဝါရုပ်ကလေးရဲ့လက်ဖက်မှာလည်းပဲရွှေမောင်းလေးတစ်လုံးလာတယ်ဆွဲထားလေးတော့ဟဲ့ကောင်
ဒါအနောက်ချက်ဖြတ်စီပဲတို့ထားနဲ့ခုံမတုံးလိုက်ရဟာမင်းကလည်းဒီတော့60ဒီတော့ချစ်စရာကောင်းတယ်ခလို့ရေးရဆက်ဆက်ကွာမင်းဒါဥစ္စာဆောင်ကွာတို့ဆရာကြီးမှာမှားထားတယ်လေကွာစလီမီမတောင်းနဲ့လို့ပဲဆိုတော့ကလေးမှဘာမိမှမပါတာမိမတော့ပြီးရပဲကွာဆရာကြီးရဲ့တပည့်အဆောင်တစ်ယောက်ကဥစ္စာဆောင်ဖိုးဝါရုပ်ကလေးပြောက်ွယ်တော့အောင်ဘယ်လိုလုပ်မလဲစဉ်းစားနေတာပေါ့ဟဲ့ကောင်ဘလို့ရင်ကောင်းမလို့ကွာဥစ္စာဆိုတော့ဓာတ်နဲ့လည်းခုံမြောက်တို့လည်းရိုက်မြန်ဘူးကွာမြင်အောင်မြင်လားအေးမြင်နေကွာဟာငါသိပြီအဲ့ကောင်လေးပြောက်တော့ငါလှုပ်လိုက်ထိုးသူ့ပြောရင်ဖိုးဝါရုပ်ကလေးလည်းပြင်မှာစွဲထားတယ်မောင်းကလေးကဖြစ်ကနေစွဲပြီးယူလိုက်တဲ့ပြီးတော့အားရပါရထိုးမောင်းကလေးကိုတိခတ်လိုက်တဲ့တောင်းမောင်းဆိုပြီးတော့အဲ့လိုမျိုးအတန်ကြားရင်ပဲဖိုးဝါရုပ်ကလေးကတောက်ရှင်းမလားပြောက်ကြသွားတယ်ကွယ်မကြပါဘူးလိမ့်မူကြီးကြလာပါလိမ့်ရောဖေးဂူပြက်ကြီးကပြိုကြမယ်အထင်နဲ့အပြင်းတော့အသက်တက်ပြီးတွေ့ပြလာတာတော့နဲ့ဆရာကြီးကထွက်ပြေးတော့မြေတာပေါ့ဟာအဲ့ကောင်တွေတိုက်စီပေါက်ပြီဂူကြီးတော့တူကြတော့မယ်ဟာပြေးဟာဆရာကြီးပြေးလို့မရဘူးဟိုမှာရေရပြီရေကဲကိုဟာအပြင်ကိုတိုက်ဆရာကြီးကတောက်နေတာဒီမှာရေအထင်နဲ့လက်ပြီးပူနေကြတာမိုးလေးဒီပဲကွယ်အမှန်တော့ဒါကဘာလဲဆိုလို့ရှိရင်မီးမတောင်းနဲ့ဆိုလို့ဒီမှာမောင်းပတိနဲ့ခွေဒိတ်ပဲဖြစ်တယ်ထိုးပြပြက်ကိုမနူဟာဖះကြီးရဲ့တောင်ဘက်တွင်အဖြစ်မှန်ခဲ့မှုပကံမှာခွကြီးပြောလို့မဆုံးပါဘူးဗျာမနူဟာဖះကြီးရဲ့တောင်ဘက်ကမနူဟာတောင်ခွေတဟောင်ဖះမှာဒါဖြစ်ရမှန်ဇလန်လေးဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ဗာမြန်သိရမလဲဆိုတဲ့အခါကျတော့ဖះပကံဖះတွေမှာဆိုလို့ရှိရင်ဒေတာတွေတချို့ဖះတွေမှာဒေတာတွေရှိတယ်ဆိုတဲ့အကြောင်းတင်ပြစလိန်နဲ့တင်ပြပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်းပဲတနစ်တက်တယ်အပိမယ်ဆိုလို့ရှိရင်ဖြင့် like လေးနဲ့ subscribe လေးပြီးခဲ့ကြပါအောင်ခင်ဗျာယေရှုအများကြီးတင်ပါတယ်